ဒီနေ့တိုက်ကျက်ဝါသနာရှင်ညီကိုများအတွက်ရောအားလုံးအတွက်ပေါ့ပြောပြချင်တာကတော့ပူပြင်းတဲ့ຫນွေရာသီကိုရှောက်လာပြီဖြစ်တဲ့အတွက်ရာသီအကူးပြောင်းကာလမှာအခုတလောကြက်နာတွေတော်တော်ဝင်းနေရပြီဖြစ်ပါတယ်ကျွန်တော်ကြက်နာမဝင်အောင်ကာကွယ်တယ်ကုသတဲ့မိတနည်းရတော့စင်လုံးမနွယ်ပေါ့ပရာဆေးတိုင်းကိုသွားမယ်စင်လုံးမနွယ်အချောက်မှုတ်စင်လုံးမနွယ်ဆေးမှုတ်ဝယ်ပြီးတော့အဲ့ဒါကိုပြားရည်စစ်စစ်နဲ့မကြီးစစ်တဝက်လောက်အလုံးလေးတွေလုံးပြီးတော့ကြက်တကောင်ကိုမနဲ့တစ်လုံးညနေတစ်လုံးပုံမှန်တိုက်သွားမယ်တပတ်10ရက်ပေါ့အဲ့ဒါပြီးရေအဝတိုက်ပေးမယ်မနဲ့10နာရီလောက်ဆိုရင်ကြက်ကလေးတွေကို3ရက်ချာတက်ခါလောက်ရေချိုးပေးတယ်တနေ့ကုန်အပူဓာတ်ကိုခါနိုင်အောင်နောက်တစ်ခါကြက်တွေထားမယ်အုပ်ဆောင်နဲ့ထားမယ်ခြံနဲ့ထားမယ်နေရာတွေမှာနေ့လည်နေကင်းသူတို့နားခိုလို့ရမယ့်နေရာလေးတွေမှာမနဲ့အစောတွေကရေဝအောင်ဖြန့်ထားပြီးတော့ရေချောက်မှအဲ့နေရာကိုကြက်တွေရွှေ့ထားမယ်ပေါ့လေဝင်လေတွေလည်းကောင်းအောင်ရာသီဥတုလေးမျှတအောင်အပူဓာတ်ခံနိုင်အောင်လူတွေအတွက်လည်းရေချိုးနီးနွေရာသီမှာရေချိုးနီးရှိပါတယ်တစ်နှစ်ပတ်လုံးရေချိုးနီးနွေကိုမိုး30စောင်း17ပေါ့နွေရာသီမှာမနက်9နာရီညမိုးရာသီမှာမနက်10နာရီစောင်းထဲမှာတော့မနက်17နာရီလောက်မှာရေချိုးကြဖို့ဒီချိန်ဟာအပူရှက်တဲ့ရာသီ heat stroke ပေါ့အပူရှက်တဲ့ရာသီဖြစ်တဲ့အတွက်ရေဝအောင်တောက်မယ်သွေးတို့မရှိတဲ့လူကဓာတ်စားဖြော်ရည်တောက်မယ်အပူဓာတ်ခံနိုင်ဖို့ပေါ့နေ့လည်နေကင်းကိုမျက်နှာတက်တာတို့ခြေထောက်ဆေးတာတို့ရေချိုးတာတို့မလုပ်ဖက်နဲ့နွေရာသီမှာမနက်9နာရီလူတွေ9နာရီမထိုးခင်လောက်ရေချိုးတာအကောင်းဆုံးပါညနေဆိုရင်လည်း6နာရီနောက်ပိုင်းလောက်မှရေချိုးတာအကောင်းဆုံးပါခင်ဗျကြက်လေးအတွက်လည်းဒီလိုပါပဲပူအိုက်တဲ့ရာသီမှာကြက်နာမဝင်အောင်စင်လုံးမနွယ်ဆေးလုံးမြည်သည့်ဆေးတိုက်ကထုတ်တဲ့စင်လုံးမနွယ်ဆေးလုံးပဲဆေးလုံးပဲဖြစ်ဖြစ်တရက်ကိုမနဲ့တစ်လုံးညနေတစ်လုံးပုံမှန်တိုက်ပြီးတော့တပတ်10ရက်တော့ပုံမတိုက်သေးဘူးစင်လုံးမနွယ်ကအပူအားကြီးတဲ့အတွက်တန်ဆေးလွန်ပေးဆိုတဲ့ဆိုရိုးစကားလည်းရှိတယ်မို့လားခင်ဗျဒါကြောင့်စင်လုံးမနွယ်ကိုမနဲ့တစ်လုံးညနေတစ်လုံးဆေးလုံးလေးတွေတပတ်10ရက်လောက်တိုက်ထားလို့ရှိရင်ကျက်နာယောဂါကိုကာကွယ်မယ်ကျက်နာဝင်ပြီးတော့ချီးပူတွေချီးစိမ့်တွေသွားနေတဲ့ကြက်တွေအတွက်လည်းပျောက်ပါတယ်ခင်ဗျကျွန်တော်လက်တွေ့ကုထားတာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကမ္မလူကိုရွှေမောပါခင်ဗျ